မာဒာပိတုအာသရိယညာတိတမုဟာဥပါဒကဥပါတိကသတုပစ္စယဒါယကအမကံသတုပစ္စယဒါယကအာဝိရာဟွန်တုအပြာပိဇာဟွန်တုအနိဂါဟွန်တုသုခိအတ္တနံပရိယရန္တုဒုက္ခမောက္ခန္တုယတလတ္တသံပတ္တိတောမာဝိကိသန္တုကမ္မတကာမာဒာပိတုအာသရိယမိခင်ဖခင်ဆရာသခင်ကျေးဇူးရှင်တို့သည်ညာတိတမုဟာဆွေမျိုးသားချင်းအပေါင်းတို့သည်ဥပါဒကဒါယကတို့သည်ဥပါတိကဒါယိကာမတို့သည်သတုပစ္စယဒါယကဆွမ်းသင်္ကန်းကြောင်းစေပစ္စည်းလေးပါးဒါယကတို့သည်အမကံငါတို့ဤသတုပစ္စယဒါယကဆွမ်းသင်္ကန်းကြောင်းစေပစ္စည်းလေးပါးဒါယကတို့သည်အဝေရာကိုတွင်ကိုပဉာဏ်မရှိကြကုန်သည်ဟွန်တုဖြစ်ကြပါစေကုန်တည်းအပြာပိဇာဆိုဤတောကပြာပါဒမရှိကြကုန်သည်ဟွန်တုဖြစ်ကြပါစေကုန်တည်းအနိဂါဆင်းရဲဒုက္ခမရှိကြကုန်သည်ဟွန်တုဖြစ်ကြပါစေကုန်တည်းဒုက္ခိကိုယ်စိတ်နှပြကျမ်းမာလို့ချမ်းသာခြင်းရှိတယ်ရဲ့အတ္တနံခန္ဓာကိုအတ္တဘောကိုပရိဟရန္တုအသက်ရှိအောင်ရွတ်ဆောင်နိုင်ကြပါစေကုန်တည်းဒုက္ခဆင်းရဲဒုက္ခမှာမောက္ခန္တုလွတ်ကင်းကြပါစေကုန်တည်းယထာလတ္တသံပတ္တိတောအကျင့်အကျင့်ရတဲ့ရထိုက်တဲ့စီစိန်ချမ်းသာဥစ္စာမှာမာဝိကိသန္တုမလွတ်ကင်းကြပါစေကုန်တည်းကမ္မတကာကံသာလင်ကိုယ်ပိုင်ဥစ္စာရှိကြပေကုန်၏